အဖွားကြီးကဝမ်းမတကောင်ကိုမွေးထားပါတယ်တခြားသူတွေကပတ်စံအများကြီးပြီးလဲမရောက်ပါဘူးအဲ့ဒီဘက်ကတခြားဝက်တွေလိုမျိုးစားဖို့ပဲတည်တာမဟုတ်ဘဲနဲ့အိမ်လုပ်တွေလည်းအကုန်လုံးဝိုင်းပြီးတော့လုပ်ပေးတတ်ပါသေးတယ်နေမွေပြီးတော့ထမင်းချက်ပေးတဲ့သလိုကျိုးပေါ်မှာပစ္စည်းတွေတင်ပြီးတော့လည်းတည်ပေးတတ်ပါသေးတယ်အိမ်ကလူတွေရဲ့အသက်ကိုလည်းကယ်ပေးထားတာဖြစ်ပြီးတော့ရွာတွေကဝက်တွေဆိုရင်အသားခံရပြီးအသားအကြောက်လုပ်ခံရပြီးမဲ့ဒီဝက်မကတော့တနေ့ပြီးတနေ့အသက်ရှင်နေပါတယ်သူကတော့ပထမကဘာပေါ်မှာအတက်ကြွဆုံးဝက်မလေးဖြစ်ပြီးသူကတော့ဝက်ကလေးလို့ချစ်စနိုးနဲ့ပဲခေါ်ပါတယ်တခြားဝက်တွေကစားလိုက်အိတ်လက်နဲ့လုံနေတဲ့အချိန်ဝက်ကလေးကတော့လူတွေကိုပစ္စည်းတွေကိုတည်ပေးပြီးတော့စိတ်သက်ခွန်အားတွေလည်းပေးနေပါတယ်အဖွားကြီးလမ်းလျှောက်တာမြန်ရင်လည်းအနောက်ကနေခက်မြင်မြန်လျှောက်လာသလိုတခင်ဆိုင်ငယ်စီးပြီးတော့အလုပ်သွားရင်လည်းအနောက်ကနေပြေးပြီးတော့လိုက်လာတတ်ပါသေးတယ်ဝက်ကလေးကအရန်ကုန်မှလိမ္မာတာဖြစ်ပြီးတော့တောင်ပေါ်ရောက်ရင်လည်းရှောက်မပြေးပဲနဲ့အဖွားကြီးရဲ့ဘေးကနေငိမ့်ငိမ့်လေးလိုက်နေတတ်ပါတယ်အရွက်တွေလည်းနှုတ်တက်နေပြီဖြစ်သလိုအရွက်ချင်းကိုလည်းတည်ပေးနေတတ်ပါပြီအိမ်မရောက်တော့လဲဝက်ကလေးကဟင်းကိုချက်ပေးတတ်သလိုဝက်ကလေးကအလုပ်လုပ်တာကိုကြိုက်ပြီးတော့အစာလဲတိတ်မစားပါဘူးအစားတောက်တွေကိုအလွယ်တကူလည်းမစားတတ်သလိုတခင်ဟာကိုယ်တိုင်ခွင့်ကြွေတော့မှအစားစားပါတယ်တခင်နေမကောင်းလို့ဂရင်ပေါ်မှာလဲနေတော့လေဝက်ကလေးကတခင်အတွက်ဆေးယူလာပေးပါတယ်ဆေးတောက်ရင်ရေတောက်ရမှလဲပြီးတော့ရေဘူးပါယူလာပြီးတော့ဂရင်ပေးလေးမှာချပေးပါတယ်ဝက်ကလေးကအဲ့ဒီလိုတွေဂယူးဆိုင်ပြီးတော့တခင်ကလည်းအရန်ကုန်မှပျော်ရွှင်သွားပြီးအဲ့ဒီကစပြီးတော့ကောင်မလေးဝက်ကလေးပေါ်ထားတဲ့ခံစားချက်တွေကမတူတော့ပါဘူးအဲနောက်ပိုင်းမှာတော့နေတိုင်းဝက်ကလေးဟာတခင်နဲ့အတူတူတောင်ပေါ်ကိုတက်ပါတယ်ဘာမှအကူအညီမပေးနိုင်ပေမဲ့ဘေးကနေအဖော်ပြုပေးနိုင်ပါတယ်လူတွေဟာဝက်ကိုတုံးတယ်လို့ပြောကြပေမဲ့လည်းဒီဝက်ကလေးကတော့ညံရမ်းကောင်းနေတာဖြစ်ပြီးဝက်ကလေးကတခင်ရဲ့စကားကိုလည်းကောင်းကောင်းကြီးကမှနားလဲပါတယ်ဝက်ကလေးရေဆက်လိုက်တာလို့ကြားတဲ့အခါမှာတော့ချက်ချင်းပဲတောင်အောက်ကိုဆင်းပြီးတော့ရေဘူးဆင်းယူကတောင်ပေါ်ကိုပြေးတက်လာပါတယ်တခင်အရန်ဆက်နေတဲ့အချိန်မှာစိုးရိမ်ပြီးတော့လမ်းမတော်မှလုံးဝမနာပါဘူးတခင်အလုံးလုံးနေတဲ့အချိန်ဆိုရင်ရေဘူးယူပေးပြီးတော့ထမင်းချက်နေတဲ့အချိန်ဆိုရင်တော့မီးတွေလည်းမှွေးပေးတတ်ပါတယ်ထမင်းတဲပြီးတဲ့အခါမှာအိုးမပြီးတော့တောင်ပေါ်ကိုတက်ခါချက်ထားတဲ့ဟာတွေကိုလည်းတခင်ကိုသွားပြီးတော့ပေးတတ်ပါတယ်တခင်ရဲ့မိသားစုနဲ့ထမင်းစားနေရင်ဝက်ကလေးကအနားယူလေးမရှိပဲရေဖွင့်ပြီးတော့မှဘဲကြောင်တက်ပါသေးတယ်တောင်ပေါ်ကအရန်ကိုမြင်မိမဲ့လေဝက်ကလေးကတခင်ကိုပစ္စည်းတွေကူပေးပြီးတော့မှနေတိုင်းခောက်တုံးခောက်ပြန်သွားရပေမဲ့ဝက်ကလေးကတော့တစ်စက်ကလေးမှမငြီးပဲနဲ့အလုပ်တွေစူးစမ်းပါတယ်အဖွားကြီးကလည်းဝက်ကလေးကိုတရိတ်ဆန်လို့မမြင်မဲနဲ့နေတိုင်းရေချိုးတန့်စင်ပေးတတ်ပြီးဒါကတော့ဝက်ကလေးအတွက်အပျော်ဆုံးအချိန်ပဲဖြစ်ပါတယ်လူတွေကိုပို့ပြီးတော့စိတ်လို့ရှားစေတာကတော့တခင်တောင်ပေါ်မှာအလုပ်လုပ်နေတော့တခင်ရဲ့အမေချော်လဲသွားတော့ဝက်ကလေးကတခင်အမေကိုကူပြီးတော့ထူပေးပေမဲ့အချိန်ပေါင်းများစွာထူပေးပြီးတော့မှအောင်မြင်တာပါဝက်ကလေးကတခင်ကိုဖုန်းဆက်ပြီးတော့အကြောင်းကြားဖို့လုပ်ပေမဲ့ဆက်သွယ်လို့မရတဲ့အခါမှာနီးလန်းမရှိတာနဲ့ပဲအမြန်ပြေးပြီးတော့တောင်ပေါ်ကိုတက်ပြီးတခင်ဖြစ်သူကိုသွားရှာပါတယ်ဒါပေမဲ့လည်းဝက်ဖြစ်ပြီးတော့လူစကားမပြောတတ်တာကြောင့်ပဲတခင်ဖြစ်တဲ့သူကသူ့ဆိုလိုတဲ့ဒိဗယ်ကိုလည်းနားမလဲပါဘူးနောက်ဆုံးမှာတော့ဝက်ကလေးအကြံရပြီးတော့တခင်ဖြစ်တဲ့သူကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့အဖွားကြီးရဲ့အသက်ကိုကယ်နိုင်ခဲ့ပြီဖြစ်ပြီးတော့တအိမ်သားလုံးကဝက်ကလေးကိုအသက်ကယ်ကျေးဇူးရှင်ဖြစ်သတ်မှတ်လိုက်ပါတယ်ဝက်ကလေးအတွက်အစားအသောက်အမျိုးစုံပြင်ဆင်ပေးပြီးတော့မှအမျိုးတွေနဲ့လည်းဗီဒီယိုကောပြောကြပါတယ်အဲ့လိုရှင်လည်းဖိတ်အေးကြပြီးတော့လူတယောက်လိုလည်းဆက်ဆံကြပါတယ်အချိန်တွေကုန်ဆုံးသွားတာနဲ့အမျှဝက်ကလေးကနေဝက်ကြီးဖြစ်လာခဲ့ပြီးတော့ခန္ဓာကိုယ်အားသုံးပြီးတော့တခင်ကိုကူညီပေးကလယ်တွေလည်းထုံပေးတတ်ပါတယ်တခင်ကလယ်ဝင်းတွေကရှုံနေစီဝက်ကလေးကိုမကြာခဏခေါ်သွားလေးရှိပြီးတခင်ရဲ့မျက်လုံးထဲမှာတော့ဝက်တကောင်လုံးမမြင်ဘဲနဲ့မိသားစုဝင်တယောက်လိုမြင်နေတာပါအဲ့တော့အနာဂတ်မှာဘာတွေဖြစ်မယ်ဆိုတာကိုမသိပေမဲ့ဒီဝက်ကလေးကတော့တခြားဝက်တွေထက်ကိုတော့အသက်ရှင်မယ်ဆိုတာသိကြပါတယ်